power station ကုမ္ပဏီဖြစ်တဲ့ EcoFlow ကထုတ်ထားတဲ့140 watt အတ္တဓာတ်တုံးလေးပေါ့နော်ဒီကောင်လေးကပပလေးနဲ့တေးလေးကျွန်တော်ကတော့140 watt အပြည့်တက်လာမတက်လာတော့တခါလေးဖောက်ပြီးစမ်းကြည့်မှာပေါ့နော် Okay C1 C2 140 watt ရတာပေါ့နော် C3 ကတော့30 watt ကျန်တဲ့ဟာလည်း30 watt ပဲဒီကောင်ကတော့အချိန်ပေါင်း3000ကျော်လေးကိုခံနိုင်ရရှိတယ်ကန်ရီယာ nitrate ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့အပူလည်းတက်တာပြီးအောင်းဝင်မြန်တယ်လို့ဆိုရပါတယ်ကျွန်တော်တို့အတူတူစမ်းကြည့်ရအောင်ကျိုးကတော့240 watt 80 k 8k ရတဲ့ကျိုးကိုကျွန်တော်တုံးထားတာပေါ့နော် Okay ဒီမှာကျွန်တော်ထည့်လိုက်ပြီ power output ဘယ်လောက်ရတယ်ဆိုတာကိုဒီ Anker ရဲ့ prime power ဘက်နဲ့စမ်းပါပါ Okay ပါကျွန်တော်တို့ကြည့်ကြအောင်56 64 91 89 98 106 114 140 watt အပြည့် input ရအောင်နော်ဒါဆိုရင်တော့ဒီကောင်လေးကရှူရတဲ့ကောင်မဟုတ်ပါနဲ့တကယ်လုတ်ဖြစ်တဲ့ကောင်လေးပေါ့နော်